အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ Nobel ပါဗျာဒီဗီဒီယိုမှာတော့ကျွန်တော်တကယ်ချင်းတို့ကို PUBG Mobile ရဲ့လာမယ့် update version 4.1 မှာတွေ့ရမယ့်အဓိက event အနေနဲ့ပတ်သက်ပြီးဖော်ပြပေးသွားမှာဖြစ်ပါတယ် update version 4.1 ကို game ထဲမှာဘယ်နေ့မှတွေ့မြင်ရမလဲဆိုတာမေးစရာရှိပါတယ်နောက်လ6ရက်နေ့ကျရင် update လာမှာဖြစ်ပါတယ်ဒီ update မှာကြည့်ရမယ်ဆိုရင်တော်တော်လေးကိုကြီးမားတဲ့ classic ပြောင်းလဲမှုတွေတွေ့မြင်ရမှာဖြစ်ပါတယ် event ကိုကြည့်ရမယ်ဆိုရင်တော်တော်လေးကိုလှပါတယ်classic မှာအဓိကပြောင်းလဲမှုတွေကတော့တနက်တွေနဲ့ပတ်သက်ပြီးမှပြောင်းလဲမှုတွေတွေ့ရမှာဖြစ်ပါတယ်လက်ရှိအချိန်ဒီတကယ်ကျွန်တော်ဒီရဲ့ shotgun တွေပါတယ်ကင်တာကြိုက်တယ်ဆိုရင်တော့လာမယ့် update version 4.1 ကနေ shotgun တွေပါတယ်အလောက်ကင်ဖြစ်မှာမဟုတ်တော့ဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်ဘလို့ပုံစံတနက်တွေမှာပြောင်းလဲမှုလဲဒါနဲ့ပတ်သက်ပြီးမှတော့ကျွန်တော်ဒီရဲ့ update ထွက်ရှိလာတဲ့အချိန်ကျရင်ဗီဒီယိုအသေးစိတ်တင်ပေးပါမယ် event နဲ့ပတ်သက်ပြီးမှလည်းဗီဒီယိုတင်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်တကယ်ကျွန်တော်ဒါတွေနဲ့ပတ်သက်ပြီးမှတော့ဘာမှစိတ်ပူစရာမလိုပါဘူးဗျာနိုဝင်ဘာ3ရက်နေ့မှာရှိမယ်ဆိုရင် honor spin လာမှာဖြစ်ပါတယ်နိုဝင်ဘာ6ရက်နေ့မှာတော့ update version 4.1 လာမှာဖြစ်ပါတယ်နိုဝင်ဘာ7မှာကြည့်ရမယ်ဆိုရင် RP အသစ် RPA16 လာမှာဖြစ်ပါတယ်လက်ရှိပေါ်ရ2ပတ်လောက်အချိန်ကျန်သေးတာဖြစ်ပါတယ်ဒါကြောင့်တကယ်ကျွန်တော် RP 100တွေပါတယ်မလုပ်ရသေးဘူးဆိုတော့အများဆုံးလုပ်ထားပေးပါ2ပတ်လောက်တော့အချိန်ရှိသေးတာဖြစ်ပါတယ်17ရက်နေ့မြန်မာစံတော်ချိန်မနက်6နာရီခွဲကျရင်တော့လက်ရှိ RP တော့ခတ်သွားမှာဖြစ်ပါတယ် RP အသစ် A16 ကိုတော့17ရက်နေ့မြန်မာစံတော်ချိန်မနက်8နာရီခွဲကျရင်တွေ့ရမှာဖြစ်ပါတယ်21နိုဝင်ဘာမှာရှိမယ်ဆိုရင် IP collaboration လာမှာဖြစ်ပါတယ်22နိုဝင်ဘာမှာတော့ Cyber Week event လာဖို့ရှိပါတယ်29နိုဝင်ဘာမှာရှိမယ်ဆိုရင်တော့ Glitspin အသစ်လာမှာဖြစ်ပါတယ်12လပိုင်းပေါ်ပြဒီဇင်ဘာ10ရက်နေ့မှာရှိရမယ်ဆိုရင်တော့ဒီ Creative Vision Award 2025 event လာမှာဖြစ်ပါတယ်ဒီဇင်ဘာ12ကနေ14အတွင်းမှာရှိမယ်ဆိုရင်တော့ Frost Festival Final PMGC ပေါ်ရ Price Bet event လာမှာဖြစ်ပါတယ် Price Bet ကတော့ဒီ PMGC နဲ့ပတ်သက်တဲ့ Price Bet လာဖို့ရှိပါတယ်ဒီလိုမှတကယ်ကျွန်တော်တခြား Price Bet တွေပါမျှော်လင့်ထားတယ်ဆိုရင်တော့လာမှာမဟုတ်ပါဘူးဒီ PUBG Mobile Global Championship PMGC နဲ့ပတ်သက်ပြီးမှ Price Bet လာမှာဖြစ်ပါတယ်19ဒီဇင်ဘာမှာကြည့်ရမယ်ဆိုရင်တော့ update companion လာဖို့ရှိပါတယ်31ရက်ဒီဇင်ဘာမှာကြည့်ရမယ်ဆိုရင်တော့ firework ပါဗျာအချိန်ကကျွန်တော် new year ဆိုတော့ဒီရဲ့ new year နဲ့ပတ်သက်ပြီးမှ event လာဖို့ရှိရပဲဖြစ်ပါတယ်ဗျာနောက်တစ်ခုတကယ်ကျွန်တော်တော်တော်လေးကိုအမေးများတာရွှေအောင်မဲပုံဘယ်နေ့လာမလဲဆိုရင်မှအမေးများတာမျိုးရှိပါတယ်ရွှေအောင်ဘုံမှာကျွန်တော်ဘယ်ရဲ့ gun skin ပါလာမလဲပေါ့ဗျာဘယ်ရဲ့ gun skin ပါလာမလဲဒါနဲ့ပတ်သက်ပြီးမှတော့ဘာမှသိရထားတာမျိုးမရှိပါဘူးဗျာဘယ်နေ့လာမလဲဆိုတော့လက်ရှိပေါ့ဗျာဒီ special lucky spin တွားနေတာမျိုးရှိပါတယ်ဒီကောင်ကိုကြည့်ရမယ်ဆိုရင်23ရက်နေ့ပြီးမှဖြစ်ပါတယ်ဒါပြီးတဲ့အခါပေါ့ဗျာရွှေအောင်မဲပုံအစ်စ်ကို game ထဲမှာတွေ့မြင်ရမှာဖြစ်ပါတယ်အချိန်လိုသေးတာဖြစ်ပါတယ်ရွှေအောင်ဘုံကဘလို့ပုံစံကန်တွေ့မြင်ရမလဲဒါနဲ့ပတ်သက်ပြီးမှနည်းနည်းပပအရေးအိမ်မွက်ပေါ့ဗျာထွက်လာတယ်ဆိုရင်တော့ကျွန်တော်တကယ်ကျွန်တော်ဗီဒီယိုတင်ပေးသွားမှာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့တကယ်ကျွန်တော်ရွှေအောင်မဲဘုံတွေပါတွေစုထားကြဖို့ကျွန်တော်ပြောလိုပါတယ်ဗျာโอเคဒါဆိုတကယ်ချင်းအားလုံးအနေနဲ့ကျွန်တော်ခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ